ကိုကိုတကယ်လို့မူတို့ကိစ္စကိုကိုအများသိသွားရင်ဘယ်လိုလုပ်ကိုသူ့ကိုမချစ်ဘူးမလားကိုသူ့ကိုချစ်လို့လက်ထပ်ခဲ့တာပါဒါဆိုကိုကငူ့ကိုချစ်တယ်ဆိုတော့ငူ့ကိုလည်းလက်ထပ်မှာပေါ့နော်ကိုမဖြေနိုင်လည်းမဖြေပါနဲ့ငူကတော့ကိုလက်ထပ်မယ်လို့ဆုံးဖြတ်ပြီးရနေကြတယ်ဘသူတွေဘာပဲပြောငူကိုရအောင်ဆိုမယ်ချင်းနဲ့စင်မှာမတရားတာမရှိဘူးလို့ကို